မက်လာရှိရဲ့နေ့မှာမက်လာ14ရက်နေ့အတွင်းစနေသားသမီးများရဲ့တပတ်တာကန်ဆာတာအခြေအနေလေးတွေကတော့ငွေကြေးစီးပွားရေးပိုင်းအနည်းငယ်အညံ့ရှိနိုင်တဲ့ကာလမျိုးဖြစ်ပါတယ်။ငွေကြေးပိုင်းမှာလည်းကိုယ်အနေနဲ့အဝင်နေပြီးတော့အထွက်တွေများနိုင်တဲ့ကာလမျိုးဖြစ်ပါတယ်။လုပ်ငန်းမှာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့အခါမှာဖြစ်စေစတင်နေတဲ့သူတွေအတွက်ဖြစ်စေပေါ့နော်။အနောက်အရှက်တစ်ခုမဟုတ်တစ်ခုပေါ်တာမျိုးအတားအဆီးတွေရှိနေတာမျိုးတွေရှိတတ်ပါတယ်ဒီလိုမျိုးအတားအဆီးဆိုတဲ့နေရာမှာကိုမလွန်ဆန်နိုင်တဲ့သူတွေကလည်းကိုတားဆီးနေတာမျိုးတွေရှိတဲ့အတွက်ကိုအနေနဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကင်ဆောင်ရွက်မဲ့အချိန်မှာစိတ်နှောက်ယှက်ကြီးကြီးမားမားဖြစ်ရတတ်ပါတယ်နော်နောက်ဝင်ငွေပိုင်းလည်းပဲနည်းနေတာမျိုးကိုရဲ့ပေးထားတဲ့ငွေတွေကိုကပြန်မရတာမျိုးတွေကိုအနေနဲ့ဝင်ငွေတွေနည်းနေတာမျိုးတွေရှိနိုင်တဲ့ကာလမျိုးဖြစ်ပါတယ်နိုင်ငံခြားကံအနေနဲ့ကတော့နိုင်ငံခြားကံအနေနဲ့ကောင်းပါတယ်နိုင်ငံခြားသွားရဖို့ကိစ္စတွေမှာအောင်မြင်ပါတယ်အောင်မြင်ပါလိမ့်မယ်နောက်တစ်ဖက်နိုင်ငံမှာလည်းဝင်ငွေကောင်းအလုပ်ကောင်းတွေရရှိနိုင်ပါတယ်နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ဒီစနေသားသမီးတွေအနေနဲ့လည်းဒီကာလမှာငွေရေးကြေးရေးတွေကောင်းမွန်တာမျိုးကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့ပေါ့နော်ပျော်နိုင်ပါနိုင်သုံးနိုင်ဆွဲနိုင်တဲ့အချိန်ခါမျိုးဖြစ်ပါတယ်ရှင်အခြေအနေနဲ့ဒီကာလမှာကိုယ့်ရဲ့ချစ်သူနဲ့ကိုယ်နဲ့မှာပျော်ရွှင်မှုအဆင်ပြေမှုတွေပြည့်နှက်နေပါလိမ့်မယ်ရှင်အိမ်တော်ရေးအနေနဲ့ဒီကာလမှာကိုယ့်ရဲ့အိမ်တော်ဘက်ကကိုပေါ်ကိုစိတ်မဝင်စားဘဲနဲ့ပေါ့နော်ငွေကြေးပိုင်းစီးပွားရေးပိုင်းတွေမှာဗျာများနေတာမျိုးလေးတွေရှိတတ်ပါတယ်ပြဿနာရှိနိုင်တဲ့အနေအထားမျိုးတော့မဟုတ်ဘူးသူ့အနေနဲ့ဒီမိသားစုရေးမှာဟိုစိတ်ဝင်စားမှုနည်းပါးပြီးတော့ငွေရေးကြေးရေးစီးပွားရေးပိုင်းကိုယ့်ရဲ့အလုပ်ပိုင်းသူ့ရဲ့အလုပ်ပိုင်းတွေမှာပဲပေါ့နော်အာယုံများနေတာမျိုးဗျာများနေတာမျိုးလေးတွေရှိတတ်ပါတယ်ပညာရေးအနေနဲ့ဒီကာလမှာကိုအနေနဲ့ကိုယ့်ရဲ့ပညာရေးလုပ်ငန်းပိုင်းဆိုင်ရာတွေကကောင်းမွန်နေတယ်ဒါပေမဲ့ဒီလက်ရှိအနေအထားကိုကိုအနေနဲ့ကျင့်တဲ့နှစ်သိမ့်မှုမရှိတာမျိုးမရောက်ရဲနိုင်တာမျိုးလေးတွေရှိနိုင်တဲ့ကာလမျိုးဖြစ်ပါတယ်ကိုအနေနဲ့စိတ်တိုင်းမကြတာမျိုးလေးတွေပညာရပ်ပိုင်းဆိုင်ရာတွေမှာစိတ်တိုင်းမကြတာမျိုးလေးတွေရှိနိုင်တဲ့ကာလမျိုးဖြစ်ပါတယ်ရှင်လူမှုရေးအနေနဲ့ဒီကာလမှာကိုပေါ်ကိုကောင်းမွန်တဲ့အပေါင်းအသင်းမိတ်ဆွေတွေလည်းရှိတယ်ကိုပေါ်ကိုဒီမကောင်းတဲ့အပေါင်းအသင်းမိတ်ဆွေတွေလည်းရှိတယ်ဒါကြောင့်မလို့ကိုအနေနဲ့ဒီကာလမှာအပေါင်းအသင်းမိတ်ဆွေပိုင်းဆိုင်ရာက90-50ဖြစ်နေတာမျိုး90%စီဖြစ်နေတာဖြစ်တဲ့အတွက်ကိုအနေနဲ့တတိထားပြီးတော့ဆက်ဆံပေါင်းသင်းတဲ့အချိန်ခါမျိုးဖြစ်ပါတယ်ကိုအနေနဲ့စိတ်တူစိတ်ဆက်တာလေးတွေကိုလည်းရှော့တင်ပါတယ်ရှင်ကျမ်းမာရေးအနေနဲ့ကတော့ဒီကာလမှာဒီလေဘင်းပိုင်းဆိုင်ရာအကျော်ပိုင်းဆိုင်ရာလေးတွေတတိရှိစေခြင်းပါတယ်ဒီလေဘင်းနဲ့ပတ်သက်တဲ့အကျော်ပိုင်းဆိုင်ရာလေးတွေတတိရှိစေခြင်းနဲ့နောက်ခြေထောက်ခြေခွင်နာခြေစစ်လွဲတာလေးတွေလည်းဖြစ်တတ်ပါတယ်ကြီးကြီးမားမားတော့မဖြစ်နိုင်ပါဘူးရှင်ဒီကာလအတွက်ဒီစနေသားသမီးတွေရဲ့အကျိုးပေးကဏ္ဍကတော့9ကဏ္ဍဖြစ်ပါတယ်ရှင်အဆင်ပြေကြပါစေရှင်ဆီမမီဟန်တာပါ